there is ကို there are ကိုဒီနှစ်ခုလုံးကရှိတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့တခုခုရှိတယ်လို့ပြောချင်တဲ့ခါကြလို့ရှိရင်ဒီနှစ်ခုနဲ့သုံးလို့ရတယ်အခုဒီရှယ်က there is ကိုအရင်ပြောပြမယ်ပေါ့နော် there is ရဲ့နောက်မှာ plus နောက်မှာ singular noun လိုက်တယ်အနည်းနံလိုက်တယ်ပေါ့နော်အနည်းကိန်းဖြစ်တဲ့အတွက်ကြောင့် a သို့မဟုတ် an ပါကိုပါရမယ်ပေါ့နော် there are မှာဆိုရင် there are plus plural noun လိုက်တယ်နောက် plural noun ဆိုတာဘာလဲ plural noun ဆိုတာအများနံပေါ့နော်ဒီရှယ်တို့ကအဲ့အကြောင်းမလို့အများနံဖြစ်တဲ့ကြောင့်နှစ်ခုကနေရှိတဲ့အရာတွေမှာသုံးမယ်ပြီးလို့ရှိရင် many တို့ some တို့ဒီလိုနေရာတွေမှာဆိုရင်လည်း there are ကိုသုံးမယ်ပေါ့နော်for example there is နဲ့နှစ်ကြောင်း there are နဲ့နှစ်ကြောင်းဒီရှယ်ပြောပြပေးမယ်เนาะဥပမာဆိုရင် for example စာအုပ်တအုပ်စပွဲပေါ်မှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့စာအုပ်တအုပ်ကစပွဲပေါ်မှာရှိတယ်စပွဲပေါ်မှာရှိတယ်ဆိုတဲ့အတွက်ကြောင့် there is တအုပ်ဆိုတာကျင်းသေးဝါကြီးလို့အဲ့အတွက်ကြောင့်ဒီရှယ်တို့က there is ကိုသုံးမယ် there is စာအုပ်တအုပ်ဆိုတော့ a book အဲ့ဒါက singular noun a book there is a book စပွဲပေါ်မှာဆိုတော့ on the desk there is a book on the desk စာအုပ်တအုပ်စပွဲပေါ်မှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Okay for example number 2ပေါ့နော်နကြက်တစ်ဖက်အဲ့ရအောင်မှာရှိတယ်တဲ့နကြက်တစ်ဖက်ထဲဆိုတာချင်းတည်သွားပြီအဲ့အတွက်ကြောင့်မလို့an earphone သုံးရမယ်ပေါ့နော် an earphone ဘာလို့ဒီရှယ်တို့က an သုံးလဲဆိုရင် earphone e နဲ့စားတဲ့ a e i o u ထဲမှာစလုံးထဲမှာပါတယ်အဲ့အတွက်ကြောင့်ဒီရှယ်တို့က a မသုံးရဘူးပေါ့နော် an ကိုပဲသုံးရမယ်ပေါ့နော်အဲ့တော့there is ရှိတယ်ဘာရှိရလဲဆိုတော့နကြက်တစ်ဖက်ဆိုတော့ an earphone there is an earphone အောက်မှာဆိုတော့ under အဲ့ရအောက်ဆိုတော့ the bed there is an earphone under the bed နကြက်တစ်ဖက်ကအဲ့ရအောက်မှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Okay အခုက there are နဲ့ပတ်သက်တဲ့နှစ်ကြောင်းဖြည့်ကြည့်မယ် there are structure ပေါ့နော် there are plus နောက်မှာ plural nouns လိုက်မယ်ပေါ့နော်နကြက်တွေအဲ့ရအောက်မှာရှိတယ်တဲ့ဆိုရင်နကြက်တွေဆိုတာကျင်းသေးသွားပြီအဲ့ဆိုရင်တခုတည်းမဟုတ်တော့ဘူးနကြက်တွေလို့ပြောထားတဲ့အတွက်ကြောင့်ဒီရှယ်တို့က there is ကိုသုံးလို့မရတော့ဘူး there are နကြက်တွေဆိုတော့ earphones there are earphones under the bed နကြက်တွေအဲ့ရအောက်မှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ plural ဖြစ်တဲ့ကြောင့်အနောက်မှာ earphone မှာ s ပါရမယ်ပေါ့နော် there are earphone under the bed အဲ့လိုမျိုးဖြစ်ရမယ်ပေါ့နော် the next one စာသင်ခန်းထဲမှာကျောင်းသားတွေအများကြီးရှိတယ်တဲ့ဒီစာကျောင်းလေးကိုဖြည့်ကြည့်ကြရအောင်ကျောင်းသားတွေအများကြီးဆိုတဲ့အတွက်ကြောင့် there are ကိုသုံးရမယ်ဆိုတာကိုကသိရမယ် there are အများကြီးဆိုတော့ many ကျောင်းသားတွေဆို student there are many students ဘာမှရှိတာတော့အခန်းထဲမှာဆိုတော့ in the class there are many students in the class စာသင်ခန်းထဲမှာကျောင်းသားတွေအများကြီးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဆိုရင်ဒီရှယ်ခုပြောတဲ့ there is နဲ့ there are နဲ့သုံးပုံသုံးလေးတွေကိုနားလည်မယ်ထင်တယ်ပေါ့နော်there is နဲ့တကြောင် there are နဲ့တကြောင် comment မှာဖြည့်ကြည့်ခဲ့ပေးပါရှင် bye thank you for watching see you in my next video